ဒီနေ့မှာတော့မျိုးကျဲသူရဲ့ပုံဥမာကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ဒါကရှေ့ကြရဲ့ပုံပြင်တစ်ပုဒ်ပါဒါပေမဲ့လေသူ့ထဲမှာပါတဲ့သင်ခန်းစာတွေကကိုယ့်ရဲ့ဘဝတိုးတက်မှုအတွက်ဒီနေ့ထိတောင်တကယ်ကိုအသုံးဝင်နေတော့မယ်ဆိုတာတွေ့ရမှာပါ ဒီပုံဥပမာရဲ့အစကိုတတိထားကြည့်လိုက်ရင်နားထောင်ကြလော့ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့စထားတာတွေ့ရမှာပါဒါကဘာလို့ပြနေလဲဆိုတော့ဒီပုံမြင်ကပြောတဲ့သူတယောက်တည်းရဲ့အပိုင်းမဟုတ်ဘူးနားထောင်တဲ့သူမှလည်းတာဝန်ရှိတယ်ဆိုတော့အစကတည်းကထောက်ပြနေတာပါကဲဒီနေ့မှာတော့ကျွန်တော်တို့ဘာတွေလေ့လာသွားမလဲဆိုတော့အရင်ဆုံးဇလန်းလေးကိုနားထောင်ကြည့်မယ်ပြီးတာနဲ့အဲ့ဒီဇလန်းရဲ့နောက်ကနန်းနေတဲ့အဲ့ဒီဘယ်တွေကိုတစ်ခုချင်းစီဆက်ပြီးဖော်ထုတ်သွားကြမှာဖြစ်ပါတယ်ဒီပုံပြင်ဥပမာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပုံပြင်ကိုနားထောင်ပါဆိုတဲ့စကန်နဲ့စထားတယ်လို့အဆုံးသတ်မှာလည်းအဲ့ဒီစကန်နဲ့ပြန်ပိတ်ထားတာပါဒါကဘာကိုပြတယ်လဲနားထောင်ခြင်းဆိုတဲ့လို့ရက်ကိုယ်တိုင်ကဒီပုံပြင်တစ်ခုလုံးရဲ့အဓိကတော့ချက်ဖြစ်နေတယ်ဆိုတာပါပဲဆိုတော့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုမီးမောင်းထိုးပြနေတာပါသင်ကြားပေးတဲ့သူမှာတာဝန်ရှိတာမှနဲ့ဒါပေမဲ့တစ်ဖက်မှာလည်းနားထောင်တဲ့သူမှာလည်းတာဝန်အပြည့်အဝရှိတယ်ဆိုတာကိုဒီပုံပြင်ကကျွန်တော်တို့ကိုသတိပေးနေတာပါကဲဟုတ်ပြီဇန်လန်းနဲ့ကိုတူတူဝင်ကြည့်လိုက်ကြအောင်ခဏတော့မျက်စိချင်းမှာမြင်အောင်ကြည့်လိုက်ပါလားဂါလေးလေးပင်လေကြီးရဲ့ကန်စနာလေဝင်းတစ်ခုအဲ့ဒီမှာတောက်တူတယောက်ကမျိုးစေ့တွေကျင်းနေတယ်အဲ့ဒီမြင်းကွင်းမျိုးပေါ့အဲ့ဒီခေတ်ကလူလေးတော်တော်ဒါနေ့စဉ်နဲ့မြတွေ့နေကြရန်ကိုယင်းနီးနေတဲ့မြင်းကွင်းတစ်ခုပါပဲဇလန်းကတော့တိတ်မရှုပ်ထွေးပါဘူးရိုးရှင်းပါတယ်မျိုးကျဲတဲ့သူကမျိုးစေ့တွေကျဲလိုက်တယ်အဲ့ဒီမျိုးစေ့တွေကနေရာလေးနေရာကိုကြားသွားတယ်ပထမတစ်ခုကလမ်းဘေးမြေပေါ်ကိုပေါ့ဒုတိယက6ဆောင်များတဲ့မြေပေါ်တတိယကစူးပင်တွေကြားတဲ့ကိုရောက်သွားပြီးနောက်ဆုံးတစ်ခုကတော့မြေအိုးစာကောင်းတဲ့မြေကောင်းပေါ်ကိုကြားသွားပါတယ်ကဲတနေရာချင်းစီမှာမျိုးစေ့လေးတွေဘာဆက်ထစ်သွားမလဲဆိုတာကြည့်လိုက်ကြအောင်ဟုတ်ပြီဇလန်းလေးကတော့ဒါပါပဲအခုဒီဇလန်းရဲ့နောက်ွယ်မှာရှိနေတဲ့နက်နဲတဲ့အသေးပဲတွေကိုဖော်ထုတ်ကြည့်ကြရအောင်ဒီလေယာစိုက်ပျိုးရေးနဲ့ဆိုင်တဲ့တင်စားချက်ကနေတဆင့်လူသားတွေရဲ့စိတ်နှလုံးအခြေတွေအကြောင်းဘယ်လိုမျိုးထင်ဟပ်ပြနေတယ်လဲဆိုတာကိုတွေ့မြင်ရတော့မှာပါဒီပုံဥပမာကိုအဓိပ္ပာယ်ဖို့အတွက်အဓိကကြားတဲ့သင်္ကေတတွေကိုအရင်ဆုံးကြည့်လိုက်ရအောင်မျိုးချဲသူဆိုတာကသတင်းစကားကိုဝေမျှတဲ့သူတိုင်းကိုဆိုလိုတယ်မျိုးစေ့ကတော့ဖျားသခင်နှုတ်ကပတ်တော်ပေါ့ပြီးတော့မြေကတော့လူစိတ်နှလုံးကိုစားပြုကြတယ်ဒီနေရာမှာသတိပြုရမယ့်အရေးကြီးဆုံးအချက်ကမျိုးချဲသူကလည်းသူပဲမျိုးစေ့ကလည်းအတူတူပဲပြောင်းလဲတော့တာတစ်ခုပဲရှိတယ်အဲ့ဒါကမြေမျိုးစားပါကဲအခုကျွန်တော်တို့ဒီပုံဥမာရဲ့အဓိကအချက်အချဖြစ်တဲ့ခွဲချမ်းစိတ်ဖြားမှုအပိုင်းကိုရော့လာပါပြီဒီမှာမြေမျိုးစားတစ်ခုချင်းစီကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ဝิญဉ်ရေးအချင်းတွေတစ်ခုခုကိုဘယ်လိုမျိုးထင်ဟပ်ပြနေတယ်လဲဆိုတာကိုအသေးစိတ်လေ့လာသွားကြအောင်ပထမဆုံးနှလုံးသားမျိုးစားကတော့လမ်းဘေးမြေလိုပါပဲစဉ်းစားကြည့်လေလူတွေအမြဲတမ်းနင်းလျှောက်သွားလို့ကြစ်လစ်ပြီးမာကြောနေတဲ့လမ်းပေါ်ကမြေလိုမျိုးပေါ့အဲ့ဒါကဘာကိုစားပြုလဲဆိုတော့မာနကြီးတာဒါမှမဟုတ်ဘာကမှကျူးမဆိုင်တော့တဲ့အတွက်မာကြောတောင့်တင်းနေတဲ့စိတ်နှလုံးကိုဆိုလိုတာပါအဲ့ဒီလိုနှလုံးသားထဲကိုတော့ဘယ်လိုသတင်းစကားမျိုးမှထိုးဖောက်မရောက်ဖို့မလွယ်တော့ပါဘူးဒါဆိုရင်အဲ့ဒီတော့ပိတ်ထားရဲ့မာကြောနေတဲ့လုံးထားရဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲဥပမာတစ်ခုကိုနားထောင်နေတဲ့အချိန်မှာစိတ်ကတခြားနေရာရောက်နေရမျိုးဒါမှမဟုတ်မာနနဲ့မဒီမြင့်မြင့်တဘောမျိုးနဲ့နားထောင်တာပြီးတော့ဒါကငါလည်းမဆိုင်ဘူးဟိုလိုတော့ပဲဆိုပြီးတွေးတာမျိုးတွေပေါ့အမှန်တကယ်နားလေအောင်နားမထောင်ခြင်းတဲ့တဘောမျိုးပါဒီနေရာမှာစဉ်းစားစရာမြေကွန်းတစ်ခုရှိလာပါတယ်နှလုံးသားကမြေကြီးနဲ့တူတယ်ဆိုရင်ဘလို့လွတ်ပြီးလူသွားလန်းလို့မာကြောသွားရတာလဲဒါကအရေးကြီးရဲ့အချက်ပါမြေကြီးကသူ့ဘာသာသူမာကြောတာမဟုတ်ပဲမဲ့လူစိတ်နှလုံးကတော့ကိုယ့်ရဲ့အခြေအနေအတွက်ကိုယ်တိုင်တာဝန်ရှိတယ်ဆိုတဲ့သဘောကိုစောင့်နေပါတယ်ကဲဒုတိယအမျိုးအစားကိုဆက်ကြည့်လိုက်ကြအောင်ဒုတိယအမျိုးအစားကတော့တိမ်နဲ့နှလုံးသားကျောင်းဆောင်မင်းနဲ့တူဝိုင်ငဲစီတဲ့မင်းအောင်ကြည့်လိုက်ပါအောက်မှာကြောက်ဆောင်ကြီးခံနေပြီးအပေါ်မှာမြေစီလောဘာလေးပန်းရှိတဲ့နေရာမျိုးပေါ့ဒါကဘလို့ယုံကြည်ခြင်းမျိုးကိုစားဖြူတယ်လဲဆိုတော့ခံစားချက်ပေါ်မှာပဲအခြေတည်ထားတဲ့အပေါ်ယံယုံကြည်ခြင်းမျိုးပါနည်းနည်းရှိုင်းအမြင့်တွေ့ထားတာမဟုတ်ဘူးဟုတ်တယ်အစပိုင်းမှာတော့စိတ်အားထက်တာမှုဖြစ်နေလက်ခံလိုက်တာမျိုးပေါ့ဒီလိုတိမ်နဲ့နှလုံးသားရဲ့လက္ခဏာတွေကတော့အတွေးအခေါ်အတစ်တွေကိုစဉ်းစားချင်းချိန်တာမျိုးမရှိပဲစိတ်လှုပ်ရှားမှုနဲ့လွယ်ကူလက်ခံလိုက်တတ်တယ်ခံယူချက်ခိုင်မာထက်ခံစားချက်ကောင်းတဲ့နောက်ကိုပဲလိုက်တယ်ဆိုလိုတာကယုံကြည်မှုကအတွင်းစိတ်ကလာတာမဟုတ်ပဲအပေါ်ယံပဲဖြစ်နေတတ်တယ်ဒါကြောင့်မလို့လွယ်ပျောက်ဆိုတဲ့စကားအတိုင်းအခက်ခဲနည်းနည်းလေးတွေ့တာနဲ့အားလုံးကညှို့ကျပျောက်ကွယ်သွားရောအခုတတိယအမျိုးအစားပြည့်ကျက်နေတဲ့နှလုံးသားဒါကတော့စူးပင်တွေပေါက်နေတဲ့မြေနဲ့တူပါတယ်ဒီ
ဒီပုံဥပမာတွေကစူးပင်နေဆိုတာတကယ်တော့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝရဲ့အနေစဉ်စိုးရင်ပူပန်မှုတွေအလုတ်များတာတွေအာယုံနောက်ဆရာတွေကိုကိုစားပြုတာပါ ဒီနေရာမှာတတိပြုရမယ့်ချက်ကစူးပင်တွေဆိုတာမကောင်းတဲ့အရာတွေချီပဲမဟုတ်ဘူးတကယ်လေကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ရည်မှန်းချက်နေ့စဉ်အရေးကိစ္စတွေလိုမျိုးကောင်းတဲ့အရာတွေကတောင်ဝိညာဉ်ရေးရဘဝကိုကြီးထွားဖို့နေရာမပေးနိုင်လောက်ပိတ်ဆို့သွားစေနိုင်ပါတယ်အဲ့ဒါတွေကအချင်းနဲ့ခွန်အားတွေကိုစွတ်ယူလိုက်တဲ့အခါတကယ်အရေးကြီးရဲ့ဆူတောင်းခြင်းလေးလာခြင်းလို့ရတဲ့အတွက်နေရာမချမ်းတော့ဘူးအဲ့ဒီခါမှာအဲ့ဒီကောင်းတဲ့ຢာတွေကစူးပင်တွေဖြစ်သွားတယ်ဒါဆိုရင်စူးပင်ဆိုတာကိုဘလို့အတိုးချုပ်ဆုံးအတိတ်ပဲဖွင့်နိုင်မလဲဒီလိုလေးပြောထားပါတယ်စူးပင်ဆိုတာကတော့ကျွန်တော်တို့ရဲ့ဘဝထဲကနေယေရှုကိုဖယ်ထုတ်ပလိုက်တဲ့ဘယ်အရာမှဆိုပဲဖြစ်တယ်တဲ့တော်တော်လေးကိုတိကျတဲ့ဖွင့်ဆိုချက်ပါပဲခေနောက်ဆုံးတော့ကျွန်တော်တို့အကောင်းဆုံးအခြေအနေဖြစ်တဲ့မြေကောင်းစီကိုရောက်လာပါပြီဒါကလက်ခံတတ်တဲ့ဟလုံးသားပေါ့ဒီလုံးသားကမျိုးစီကိုလက်ခံဖို့ကြီးထွားဖွံ့ဖြိုးဖို့အတွက်အပြည့်အဝအသင့်ဖြစ်နေတဲ့ဟလုံးသားမျိုးပါသူကပွင့်လင်းတယ်နှဆိုင်တယ်ပြီးတော့မလွတ်လားအပ်တဲ့စူးပင်တွေကနေရှင်းလင်းတန့်ရှင်းနေပါတယ် ဒီလိုလက်ခံတတ်တဲ့လုံသားရဲ့အရေးသွေးတွေကတော့သူကနှုတ်ကပတ်တော်ကိုကြားယုံတယ်မဟုတ်ပဲနားလည်အောင်ကြိုးစားတယ်ပြီးတော့အဲ့ဒါကိုကိုယ့်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာအောင်လုပ်တယ်ပြီးရင်တစိုက်မမတ်လီးကျင်လိုက်နာတယ်ဒီနေရာမှာအရေးကြီးဆုံးစကားလုံးတစ်ခုကတော့တီးခံခြင်းပါပဲဘာလို့လဲဆိုတော့အတီးပွင့်ဆိုတာချက်ချင်းတီးလာတာမဟုတ်ဘူးလေစိတ်ရှိရှိနဲ့အချင်းယူပြီးပြုစုပြိုးထောင်မှရလာတဲ့ရလက်မျိုးပါ ကဲအခုဆိုရင်နှလုံးသားအမျိုးအစား၄မျိုးလုံးကိုလေ့လာပြီးသွားပြီဆိုတော့ဒီပုံဥပမာတစ်ခုလုံးကနေကျွန်တော်တို့ရယူရမယ့်နောက်ဆုံးသင်ခန်းစာကဘာလဲဆိုတာကိုကြည့်လိုက်ကြအောင် ဒီမှာအားလုံးကိုအချင်းချုပ်အနေနဲ့ပြန်ကြည့်လိုက်အောင်လံပဲမြေလို့ပိတ်ထားတဲ့ဟလုံးသားကဘာကြီးထွားမှုမှရှိဘူးကြောက်ဆောင်မြေလို့တိမ်တဲ့ဟလုံးသားကခဏပဲအပင်ပေါက်ပြီးမြန်မြန်ညူးသွားတယ်စူးပင်းနေနဲ့ပြင်းနေတဲ့ဟလုံးသားကတော့ကြီးထွားမှုကိုပိတ်ဆို့ခံရတယ်မြေကောင်းလို့လက်ခံတဲ့ဟလုံးသားကမှမြာပြားတဲ့အတီးအပွင့်နေနဲ့ပြည့်စုံတဲ့ရိတ်သိမ်းတင်းကိုရရှိစေမှာပါ ဒီပုံဥမာတစ်ခုလုံးရဲ့အဓိကအချက်ကဘာလဲဆိုရင်လူတိုင်းဟာကိုယ့်ရဲ့နှလုံးသားကိုပြုစုပြိုးထောင်သူဖြစ်တယ်ဆိုတာပါပဲဒါကအရေးကြီးဆုံးပါလေခွေးလဲကမြေကသူ့ချင်တွေကိုသူ့ကိုယ်တိုင်ပြောင်းလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားမြေကိုတော့ကျွန်တော်တို့ကိုယ်တိုင်ပြုပြင်ထောင်းလို့ရပါတယ် ဒီလေးလာမိုးရဲ့အဆုံးသတ်မှာတော့အားလုံးကိုအတွေးပွားစရာမြေကွန်လေးတစ်ခုနဲ့ထားခဲ့ကြပါတယ်အဲ့ဒါကတော့ကိုယ့်ဘွားဆိုတဲ့မြေကနေအခုအချိန်မှာဘယ်လိုအသီးပွင့်မျိုးတွေတီးပွင့်နေပါသလဲဆိုတာပါပဲဒါကတော့ကိုအဖြေရှာကြည့်ရမယ့်မိကွန်းတစ်ခုပါဒီနေ့အတွက်ရှင်းလင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲဒီပုံဥမာလေးကနေကိုယ့်ရဲ့စိတ်နှလုံးစတဲ့မြေကိုဘယ်လိုမျိုးပိုကောင်းအောင်ပြုစုပြုထောင်ထားမလဲဆိုတာကိုဆက်လက်ဆင်ခြင်နိုင်ကြပါစေလို့တိုက်တွန်းရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်နောက်တစ်ချိန်မှာပြန်လဲဆွေးနွေးကြတာပေါ့